ညနေတန်းခေါင်ရန်လမ်းမပေါ်မှာထူးဆန်းတဲ့အမျိုးသမီးတယောက်ရုတ်တရက်ပေါ်လာခဲ့တယ်။သူမရဲ့အဝတ်စားတွေကလည်းခက်နွမ်းနွမ်းနေထားနဲ့မလုံးမချုံတွေဝတ်ဆင်ထားခဲ့ပြီးတော့မိုးတွေတီးထန်စွာရွာသွန်းနေတဲ့ကြားမှာတော့လမ်းမအလယ်မှာသူမတယောက်ထဲရက်နေခဲ့တယ်။အရှိန်နဲ့မောင်းနှင်လာတဲ့ကားတစ်စီးကသူမစီကိုတဲ့ကြီးဝင်လာနေတာတောင်မှသူမကလမ်းဖယ်ပေးမဲ့အရေးအယောင်နည်းနည်းလေးမှမပြဘူး။ဒီတော့ကားမောင်းသူကသူမကိုမတိုက်မိစေဖို့အတွက်ကားကိုအမြန်ဘေးကိုထိုးချလိုက်ရတယ်။ကံကောင်းထောက်မစွာနဲ့ပဲရင်မောင်းဖြစ်သူကထိခိုက်ဒဏ်ရာမရရှိခဲ့တာကြောင့်ရင်မောင်းကအဲ့ဒီမျိုးသမီးရဲ့ခန္ဓာကိုယ်အနက်မှာဒဏ်ရာရရှိနေတာကိုသတိပြုမိသွားခဲ့ပြီးသူမကအဲ့ဒီလူစိမ်းမျိုးသမီးကိုကူညီဖို့ချက်ချင်းကြိုးစားလိုက်တယ်။ဒါပေမဲ့သူမအံ့ဩသွားရတာကတော့အဲ့ဒီမျိုးသမီးကသူမကိုရုတ်တရက်တိုက်ခိုက်ပစ်လိုက်တာပဲ။လော်ယာသတိပြန်ရလာတဲ့အချိန်မှာတော့သူမကိုသူမစိတ်ကျန်းမာရေးဆေးရုံတစ်ခုရဲ့လူနာဆောင်ထဲမှာရောက်နေတာကိုတွေ့လိုက်ရတယ်။သူမကသူမရဲ့ပတ်ဝန်းကျင်ကဆရာဝန်တွေနဲ့ပြုစုဆောင်ရှောက်သူတွေကိုကောင်းကောင်းကြီးသိနေခဲ့ပါတယ်။တကယ်တော့လော်ယာကဒီဆေးရုံမှာအလုပ်လုပ်နေတဲ့ဆရာဝန်တစ်ယောက်ဖြစ်ပြီးသူမရဲ့ယောက်ျားကလည်းဒီဆေးရုံမှာအုပ်ချုပ်ရေးမှုအဖြစ်တာဝန်ထမ်းဆောင်နေသူတစ်ယောက်ပါ။သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေကသူမကိုဘလို့ဖြောင်းဖျနေပါစေသူမရဲ့စိတ်တွေကလုံးဝမတည်ငြိမ်နိုင်ခဲ့ဘူး။နောက်ဆုံးမှာတော့သူမရဲ့တာဝန်ခံဆရာဝန်ရောက်ရှိလာခဲ့ပြီးအဲ့ဒီဆရာဝန်ကလည်းတခြားသူမဟုတ်ဘဲသူမရဲ့လုပ်ဖော်ကိုင်ဘတ်ချက်ဖြစ်နေခဲ့ပါတယ်။အဲ့ဒီခါမှပဲလော်ယာလည်းသူမဆေးရုံတက်နေရတာ3ရက်ရှိပြီဖြစ်ကြောင်းနဲ့ယောဂအမိကတော့စိတ်ကွဲယောဂဆိုတာသိလိုက်ရတယ်။သူမဘာလို့ဒီလိုရုတ်တရက်ကြီးဘလို့ပုံနေမကောင်းဖြစ်သွားရတယ်လဲဆိုတာကိုလုံးဝနားမလည်နိုင်အောင်ဖြစ်နေခဲ့ရတယ်။ဒီတော့သူမအရင်ကဘာဖြစ်ခဲ့တာလဲဆိုတာကိုပြန်မမိဖို့စူးစမ်းကြည့်လိုက်တဲ့အခါမှာတော့သူမရဲ့မှတ်ဉာဏ်ကပြီးခဲ့တဲ့တောက်ကြနေ့မှာပဲရက်တက်နေခဲ့တယ်။သူမအဲ့ဒီနေ့ကထုံးစံတိုင်းလူနာတွေကိုနှစ်သိမ့်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးအလုပ်ဆင်းပြီးတဲ့နောက်မှာသူမရဲ့ယောက်ျားနဲ့တွေ့ဆုံခဲ့တယ်။သူတို့ကလူနာတအုပ်အတွက်ဆေးဝါးသုံးစွဲအောင်အစင်းစင်ကိုဆွေးနွေးနေခဲ့ကြပြီးတော့ချက်ကတော့သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်ပြီးသူတို့ရဲ့အိမ်အောင်ရဲ့အပေါ်မှာတော့အမြဲတမ်းမနာလိုဖြစ်နေခဲ့ရသူတယောက်ပါ။သူမနဲ့သူမရဲ့ခင်ပွန်းကပြုပြင်မွမ်းမံမှုတွေကိုစစ်ဆေးဖို့အတွက်သူတို့ရဲ့အားလျက်မှာအပန်းဖြေအိမ်ကိုသွားဖို့တိုင်ပင်ထားခဲ့ကြတာကြောင့်အဲ့ဒီနေ့မှာသူတို့နှစ်ယောက်လုံးအလုံးမစင်းခဲ့ကြဘူး။ဒီနောက်လော်ရအလုပ်ပြီးလို့အိမ်ကိုတယောက်တည်းကားမောင်းပြန်လာခဲ့ပြီးလမ်းမှာအဲ့ဒီရင်တိုင်းမှုဖြစ်ပွားခဲ့ရတာပါ။သူမရဲ့မှတ်ဉာဏ်တွေပြတ်တောင်းဖြစ်နေခဲ့ပေမဲ့အဲ့ဒီဒဏ်ရာရနေတဲ့မိန်းကလေးကိုတော့အထင်ရှားကိုမှတ်မိနေခဲ့တယ်။ဒီနောက်အိမ်ရောက်ပြီးလို့ဆိုဖာပေါ်မှာသူမရဲ့ခင်ပွန်းကိုတွေ့ခဲ့ရတာထိကိုမှတ်မိနေခဲ့ပါသေးတယ်။ဒါပေမဲ့ချက်ကတော့သူမမတော်တဆမှုဖြစ်ပွားခဲ့တဲ့နေရာမှာတခြားထိခိုက်ခံရသူတဦးတယောက်မှရှိမနေဘူးလို့သူမကိုပြောပြနေခဲ့တယ်။ဒီအပြင်ရှင်းပြရမယ့်အလွန်ရေးကြီးတဲ့အချက်တစ်ချက်ရှိနေသေးတာကြောင့်လော်ယာကိုသူမရဲ့ယောက်ျားနဲ့ရန်ဖြစ်ခဲ့ခြင်းရှိမရှိကိုပါမမြင်နေခဲ့ပြီးတော့သူမရဲ့ယောက်ျားကတေဆုံးသွားပြီဖြစ်ကြောင်းနဲ့လော်ယာကိုယ်တိုင်တက်ခဲ့တာဖြစ်ကြောင်းချက်ကပြောပြနေခဲ့တယ်။ဒီသတင်းကတော့လော်ယာအတွက်လုံးဝလက်ခံနိုင်စရာမရှိအောင်ဖြစ်နေခဲ့ရတယ်။သူမမှာအဲ့ဒီဖြစ်ရတဲ့ပတ်သက်တဲ့မှတ်ဉာဏ်ကလုံးဝကိုရှိမနေခဲ့ပဲသူမကိုသူမယောက်ျားကိုတတ်တယ်လို့ဆွဆွဲခံထားခဲ့ရတယ်။ဘာပဲဖြစ်ဖြစ်ခုချိန်မှာသူမကစေကူတာမှုခံယူဖို့အတွက်ဆေးရုံမှာဆက်နေရအောင်မှဖြစ်ပြီးတော့လော်ယာလည်းဆရာဝန်ဘဝကနေလူနာဘဝကိုပြောင်းလဲသွားခဲ့ရတယ်။အဲ့ဒီညမှာလူနာဆောင်ထဲမှာအတန်တကြီးနဲ့စကားပြောတန်တွေရုတ်တရက်ထွက်ပေါ်လာနေခဲ့တယ်။အဲ့ဒီအတန်ကတကားဝစီကထွက်ပေါ်လာတယ်လို့သူမထင်မိတာကြောင့်လော်ယာလည်းမနေနာစီဖြင်းချင်းစွာချင်းကပ်သွားခဲ့လိုက်တယ်။ဒီနောက်မှန်ပေါ်မှာမြူနင်းကွက်တစ်ခုပေါ်လာပြီးအဲ့ဒီမြူနင်းထဲမှာမင်းတယောက်တည်းမဟုတ်တော့ဘူးဆိုတဲ့စာသားတွေပေါ်လာတာကိုတွေ့လိုက်ရပြီးတော့ဒီမြင်ကွင်းကြောင့်သူမတညလုံးမအိမ်နိုင်ဖြစ်နေခဲ့ရတယ်။နောက်တစ်နေ့ဆေးတောက်ပြီးတဲ့အချိန်မှာတော့သူမကိုရေချိုးခန်းကိုခေါ်ဆောင်သွားတဲ့အချိန်မှာလမ်းတနေရာမှာညကလိုအတန်မျိုးကိုသူမထပ်ပြီးတော့ကြားလိုက်ရပြန်တယ်။သူမရဲ့အမြင်မှာပဝင်းကျင်ကလူအားလုံးရဲ့မျက်နှာတွေကပုံပြက်ပန်းပြက်တွေဖြစ်လာနေခဲ့ပြီးတော့သူမအလွန်အမင်းထိတ်လက်တုန်တုန်နေတဲ့အချိန်မှာပဲအဲ့ဒီမိန်းကလေးကိုနောက်တစ်ချိန်တွေ့လိုက်ရပြန်တယ်။အဲ့ဒီမိန်းကလေးကသူမကိုဓာတ်တစ်ချောင်းနဲ့အပြင်းထန်တိုက်ခိုက်နေခဲ့တာကြောင့်လော်ယာလည်းတိုက်ခိုက်မှုကိုကာကွယ်ဖို့အတွက်သူမရဲ့လက်ကိုအလိုလျောက်မြှောက်မိလိုက်ပြီးမကြခင်မှာပဲတရွေးအိမ်ထဲမှာလဲကျသွားခဲ့တယ်။ဒါပေမဲ့ဆရာဝန်တွေကတော့ဒါကကိုအနာတရဖြစ်အောင်လှုပ်ဆောင်ခြင်းပဲလို့ပြောနေကြတယ်။သူမကခွဲစိတ်ဓာတ်နဲ့မိမိကို35ချက်တိတိမွန်းခဲ့တာဖြစ်ပြီးကံကောင်းတာကတော့ဒဏ်ရာတွေကအသက်အန္တရာယ်အတွက်မစိုးရိမ်ရတာပါဒီဖြစ်တဲ့အပေါ်မှာလဲလော်ယာကပြင်းပြင်းထန်ထန်ညှင်းဆိုနေခဲ့တာကြောင့်ချက်ကသူမကလက်တွေ့နဲ့စိတ်ကူးရင်မှုကိုမခွဲခြားနိုင်တော့ဘူးလို့ယူဆမိလိုက်တယ်ဒီအမှုကိုတာဝန်ယူထားရတဲ့ရဲရရှိကတော့လော်ယာခင်ပွန်းရဲ့တငယ်ချင်းဖြစ်ပြီးသူကလော်ယာကိုအခင်းဖြစ်ပွားရနေအားကဓာတ်ပုံကိုပြသနေခဲ့တယ်ခင်ပွန်းဖြစ်သူရဲ့ရုပ်လောင်းအခြေအနေကြောင့်သူမအတော်ကိုထိတ်လက်တုန်လှုပ်သွားခဲ့ရတယ်ရုပ်လောင်းကအပိုင်း8ပိုင်းခွဲခံထားရပြီးတရွေးတွေနဲ့နေရန်ပေါ်မှာမင်းတယောက်တည်းမဟုတ်တော့ဘူးဆိုတဲ့စာသားတွေရေးထားတာကိုတွေ့လိုက်ရတာကြောင့်လော်ယာလည်းသူမရဲ့လက်ပေါ်ကဒဏ်ရာတွေကိုသတိပြုမိသွားခဲ့ပြန်တယ်။တကယ်တော့အဲ့ဒီဒဏ်ရာတွေကလည်းခုနကစားလုံးလေးလုံးရဲ့ပုံစံတိုင်းအတိအကျထွင်ထုတ်ထားခဲ့တာပါ။သူမလုံးဝပြိုလဲကျသွားခဲ့ရပြီးဆေးဝါးတွေရဲ့အရှိန်ကြောင့်မှတ်ဉာဏ်ပိုင်းစတွေဖြည်းဖြည်းချင်းပေါ်လာနေခဲ့တယ်။တရွေးစွနေတဲ့သူမရဲ့အိမ်နဲ့သူမခင်ပွန်းရဲ့မျက်လုံးထဲကထိတ်လက်တုန်တုံမှုတွေကိုသူမမြင်အောင်လာခဲ့တယ်